ရက်တရာစီမံကိန်းကြီးစတင်လိုက်ပါပြီအာကာဒအာဝါဟဝေဝါဟဘာညာကွေကွဂျိုတုဝမ်နိုဆေvery good ကျက်ဦးတစ်လုံး900ကျပ်အဖြစ်တိုးတက်ပြောင်းလဲသွားပါပြီကျက်တီမိတ်လိုက်ချင်းများများပေးမှကျက်ဦးဖနှုံကောင်းပြီးကျက်ဦးဈေးကျမှာပေါ့လက်ဖက်ရည်တစ်ခွက်3000ကျပ်တဲ့ဗျာလက်ဖက်ရည်ထက်ငါချိုတူးအတွက်လောင်စာစီဈေးကပိုအရေးကြီးတယ်ဟောဒီမှာထုံးပြတွေ့လားဖားပါတော့အာကာမဒီပေါ်မှာယောဒီမှာဘာမှခွေးပူထွက်စပွန်ဆာဘိုင်ဂျိုတူဝမ်နိုစေညစ်နေတာတွေလက်သွားအောင်တောက်လိုက်ပါအောင်ဟောက်မှာလေလောက်ပါဟာအာဆီယံမှာတော့ခွေးနေရမရဖြစ်နေလို့ညစ်နေတာနော်မထူးတောက်ပြီကွာချက်ချင်းအစွမ်းပြတယ်ခလစ်ပိတ်ခွေးပူရဲ့ရက်တရာစီမံကိန်းကြီးဤတွင်ပြီးဆုံးကြောင်းကြီးညာအပ်ပါသည်